အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြောပြမယ့်အကြောင်းအရာလေးကတော့ပရိစိတ်ချင်းအကြောင်းပဲဖြစ်ပါတယ်ပရိစိတ်တဲ့အခါမှာတိကျမှန်ကန်ပြီးပရိမစိတ်မီလိုက်နာရမယ်ကျင့်ဝတ်ပရိစိတ်နေစဉ်လိုက်နာရမယ်ကျင့်ဝတ်တွေနဲ့ပရိစိတ်ပြီးတဲ့အခါလိုက်နာရမယ်ကျင့်ဝတ်တွေကိုသိရှိပြီးလိုက်နာပါမှအကျိုးကျေးဇူးများစွာရရှိကာကုသိုလ်တွေပိုရပြီးလူအင်ဆန္ဒတွေပြည့်ဝစေမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ပရိစိတ်တိကျခြင်း၅ပါးကိုပြောပြမှာဖြစ်ပါတယ်ပရိစိတ်တိကျခြင်း၅ပါးကဘာတွေလဲဆိုတော့နံပါတ်1ပရိစိတ်တဲ့အချိန်တိကျမှန်ကန်ရမည်နံပါတ်2ပရိစိတ်တဲ့နေရာတိကျမှန်ကန်ရမည်နံပါတ်3ပရိပတ်ရည်တိကျမှန်ကန်ရမည်နံပါတ်4ပရိစိတ်တဲ့ဂါထာတိကျမှန်ကန်ရမည်နံပါတ်5အချက်ကတော့ဆူတောင်းတိကျမှန်ကန်ရမည်ဖြစ်ပါတယ်ပရိစိတ်ပုံစိတ်နည်းကတော့2မျိုးရှိပါတယ်တာမန်ပရိစိတ်ချင်းနဲ့အဋိဋ္ဌံပရိစိတ်ချင်းတို့ပဲဖြစ်ပါတယ်တာမန်ပရိစိတ်ချင်းဆိုတာကုသိုလ်ရနိုင်တဲ့အခွင့်အရေးတွေကိုလက်လွတ်မခံပဲနေရာမရွေးအချိန်မရွေးပရိစိတ်ချင်းဖြစ်ပါတယ်အဋိဋ္ဌံပရိစိတ်ချင်းဆိုတာကတော့ပရိစိတ်ချင်းကိုတည်တဲ့အလုပ်တစ်ခုအဖြစ်တည်တဲ့အချိန်ပေးပြီးအဋိဋ္ဌံတင်ယူ၍တိတိကျကျစိတ်ချင်းမျိုးကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒီလိုစနစ်တကျပရိစိတ်မယ်ဆိုရင်အခုပြောပြမယ့်ပရိမစိတ်မီလိုက်နာရမယ့်ကျင့်ဝတ်7ပါးကိုလက်တွေ့သေးကြစွာဆောင်ရွက်ဖို့လိုအပ်ပါတယ်ပရိမစိတ်မီလိုက်နာရမယ့်ကျင့်ဝတ်7ပါးကတော့နံပါတ်1ပရိမစိတ်မီဆာလောင်မှုကင်းအောင်အစားတစ်ခုခုတင့်တယ်အောင်စားထားရမည်နံပါတ်2ကိုယ်ခန္ဓာနဲ့အဝတ်အစားပရိစိတ်မီနေရာတန့်ပြန့်နေပါစေနံပါတ်3မိမိနဲ့တင့်လျော်သောအချိန်ကိုရွေးချယ်ပါနံပါတ်4နေရာစနစ်တကျပြင်ဆင်ပြီးမှပရိစိတ်တည်အလုပ်အားစတင်ရမည်နံပါတ်5ဖျားရှိကိုတရဏဂုံတီလဆောက်တည်ရမည်နံပါတ်6အနန္တ5ပါးအားကတော့ပါနံပါတ်9မေတ္တာပို့ပါနံပါတ်10မေတ္တာပို့ပြီးနောက်ဖျားပင့်ပါနံပါတ်9မိမိခန္ဓာကိုယ်အားဖျားထံအနံလူရန်ပါနံပါတ်10ပရိစိတ်ရန်ကမ္မထံတောင်းယူပါနောက်ဆုံးနံပါတ်17ကတော့မိမိတတ်နိုင်သလောက်အဋိဋ္ဌံပြုပါဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်ပရိစိတ်နေစဉ်အချိန်မှာလဲလိုက်နာရမယ့်ကျင့်ဝတ်5ပါးရှိပါတယ်အဲ့ဒီကျင့်ဝတ်5ပါးကဘာတွေလဲဆိုတော့နံပါတ်1ကိုမဲ့ရတင်မလီကွေတုံးမဟုတ်ပစစ်တုပ်ထိုင်ပါနံပါတ်2ပရိကိုလက်နှစ်ဖက်ဖြင့်ကင်ပါနံပါတ်3ယုံယုံကြည်ကြည်စိတ်ပြီးတမာရိရရန်ကြိုးစားပါနံပါတ်4ပရိစိတ်နေစေကာလမှာအကျိုးတရားကိုလိုချင်တတ်မှတ်သည့်မျှော်လင့်သည့်စိတ်လိုချင်သည့်စိတ်လုံးဝမထားရပါနံပါတ်5အချက်ကတော့မဆိုင်တဲ့စိတ်ကူးတွေဝင်လာရင်အမြန်ဆုံးဖယ်ရှားပစ်ပါဆိုတဲ့အချက်ပဲဖြစ်ပါတယ်ပရိမစိတ်မီလိုက်နာရမယ်ကျင့်ဝတ်ပရိစိတ်နေစဉ်လိုက်နာရမယ့်ကျင့်ဝတ်တွေကိုပြောပြပြီးတဲ့အခါမှာတော့နောက်ဆုံးအနေနဲ့ပရိစိတ်ပြီးတဲ့အခါလိုက်နာရမယ့်ကျင့်ဝတ်3ပါးကိုပြောပြမှာဖြစ်ပါတယ်ပရိစိတ်ပြီးတဲ့အခါလိုက်နာရမယ့်ကျင့်ဝတ်3ပါးကဘာတွေလဲဆိုတော့နံပါတ်1ပရိစိတ်ခဲ့သည့်အလုပ်ကိုပြန်လည်ဆင်ခြင်သုံးသပ်ပါနံပါတ်2ဆူတောင်းပါနံပါတ်3မိမိလုပ်ခဲ့သည့်အလုပ်ပေါ်သစ္စာဆိုပါယခုပြောပြခဲ့တဲ့အချက်တွေအားလုံးကတော့ပရိစိတ်ချင်းကုသိုလ်ပါရမီကိုမှန်ကန်စွာဖြစ်ကျင့်နိုင်ရန်လိုက်နိုင်ရမည့်အချက်များပဲဖြစ်ပါတယ်။ပရိစိတ်ချင်းကြောင့်တမာရီအားကောင်းလာပြီးခုနှစ်ရသားသမီးအပေါင်းကုသိုလ်စာပွားမြတ်တရားများပွားများအားထုတ်နိုင်ကြပြီးဘာသာအကျိုးသာသနာအကျိုးကိုစားတတ်တပူထမ်းရွက်နိုင်ကြပါစေ။ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာပြီးလိုရင်ဆန္ဒများလည်းပြည့်ဝကြပါစေခင်ဗျာ။